Okay, aku aro pasang joli ne tuan sama. Ulau cehen ni cama bah. Ulau cehen ni mali ne capa me. Di cara cetong ni piu ni thang thara ni bah. Cetong ni sita piu mali yang tungja orang lama me. Pi ma yang ulau orang macam apa me. Okay, ni sita thara ni si pian labi, ni cara labi so. ငါးလေးထည့်လိုက်ပါမယ်ဒီကတော့ငါးမြချင်းနဲ့ပဲချက်လိုက်ပါမယ်တကယ်တော့မုံလာဥနဲ့မုံလာပင်နေနဲ့လိုက်တာကတော့ငရမ်းနဲ့လိုက်ဆုံးပါကဲငါးလေးမျိုးစုံချက်သွားအောင်လို့လုံးလိုက်ပါမယ်ရှင်ဒီနည်းလေးနည်းနည်းထည့်ပြီးတော့သုံးပါမယ်ဒီငါးလေးနည်းနည်းလေးခြောက်သွားပြီးတော့စီလေးနည်းနည်းလေးပြန်လာအောင်ထည့်လိုက်ပါအောင်နော်အခုလည်းရတော့ရပါပြီဒါပေမဲ့နည်းနည်းလေးထပ်ပြီးတော့ငါးလေးတွေပို့ပြီးတော့ပင်းစီခြင်းလို့ပါကဲငါးလေးလည်းစီပြန်လာပါပြီဆိုတော့အကွေးငါးနီးဆိုတော့ငါးလေးချက်ပါပြီရှင်ဒါဆိုရင်အဲ့ဒီကိုပုံလာအကွေးပုံလာရွက်ကလေးထည့်လိုက်ပါတော့မယ်နေပူတယ်လीနော်ချင်းချံပတ်ကလေးငါးလေးခတ်ပြီးတော့ချင်းချံပတ်ကလေးတစ်ခွက်ချက်ရင်ဟင်းလည်းဖြစ်ပြီးစားလို့လည်းမေးပြီလေနော်အပီလေးဒီပစ္စစကလေးနဲ့တစ်ခွက်လေးထည့်ပုံလာချင်းလေးတစ်ခွက်တည်းဒါဆိုရင်အမတန်မှစားကောင်းတော့ပါတာကြီးငါးကြီးချက်မှမဟုတ်ဘူးဘလို့ဟင်းလေးနဲ့ပဲဖြစ်ဖြစ်ကိုယ်ပါစတဲ့ green light သွားရင်တော့ဒါဟင်းကောင်းကြီးကောင်းပဲဒီနော်โอเคဒိုင်းလေးကိုအရွက်ကလေးနိုးသွားအောင်တည့်လိုက်ပါမယ်နေယူပြီးတော့စီတက်ထားပြီးမယ်အယောင်လေးလာအောင်လို့ခဏနေအယောင်တက်မှုကလေးနဲ့ထည့်ပါမယ်ဒီတိုင်းလေးပဲကိုနည်းနည်းလေးမူးအောင်တည်အောင်ပါသူ့ရေဒီရေလေးနဲ့ပေါ့နော်သူ့ရေလေးနဲ့သူငါးရဲ့အချိုတက်ကလေးပြီးတော့ဒီမုံလာရဲ့တက်ကလေးရောအချိုတက်ကနှစ်ခုပေါင်းပြီးတော့ချိုချိုလေးဖြစ်သွားလို့တည်ထားပါအောင်မယ်ဒီတရေလေးခန်းတလောက်ဖြစ်တော့မှရေနွေးထပ်ထည့်ပြီးတော့ပေါက်စားလေးတည်ပါမယ်ကဲရင်နွေးလေးဒုတိယတရေထည့်ထားပါတယ်ဒုတိယတရေနဲ့အတူတူမကြီးမဲ့ရေလေးပါထည့်ပါမယ်ရှင်အားလုံးတမအောင်ဝင်လိုက်ပါမယ်နည်းနည်းလေးအရသာအတွက်ကိုစားနဲ့ဟင်းချိုမုတ်ကလေးလိုက်ထားပါတယ်ကဲစိတ်ကြိုက်ပြီးအေးအေးလေးနဲ့တည်ထားလိုက်ပါတော့မယ်ကဲငါးနဲ့မုံလာချင်းဟင်းလေးရပါပြီရှယ်ပါပဲရှင်ဒီတဲ့မြည်ကြည့်ပြီးပါပြီငါးသားလေးနဲ့ဆိုတော့ပူချိုတော့ပါရှင်စကောင်းကြပါစေကျေးဇူးတင်ပါတယ်